အကျိုးဆောင်တွေဖွင့်ပြောလို့မရှိပဲအကျိုးဆောင်တွေမလုပ်ချင်တဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ဈေးနှုန်းဖွင့်ပေးခြင်းပဲဖြစ်ပါတယ်အကျိုးဆောင်တွေဒီဈေးနှုန်းဖွင့်မပေးချင်ကြပါဘူးဘာဖြစ်လို့ပါလဲဘာဖြစ်လို့လဲဆိုတော့ဈေးနှုန်းလာမေးတဲ့သူဒီအကျိုးဆောင်ဖွင့်ပေးတဲ့ဈေးအတိုင်းမဖွင့်ဖို့သိကြလို့ပါအဲ့ဒါကြောင့်အကျိုးဆောင်တွေဒီဈေးနှုန်းဖွင့်မပေးချင်ကြပါဘူးနောက်ပြီးတော့ဈေးလာမေးတဲ့သူတွေကလည်းအမျိုးမျိုးရှိပါတယ်တချို့ကမရောင်းမဲနဲ့ဈေးတိချင်ုံနဲ့နောက်ပြီးတော့ကျတော့သူ့ဟာလေးဘလောက်တန်နေပြီလဲသူ့အိမ်ချက်မြေလေးဘလောက်တန်နေပြီလဲဆိုတာအာတာဖြည့်ရုံနဲ့လာမေးကြတဲ့အမေတွေလည်းရှိပါတယ်နောက်တချို့ကကျတော့သွေးရိုးစမ်းညင်လို့လာမေးတာပါသူဈေးလည်းတိထားပြီးသားဈေးလည်းဖွင့်ထားပြီးသားဒါပေမဲ့ဒီအကျိုးဆောင်ကဈေးမှန်မှန်ကန်ကန်ဖွင့်ပေးရလားဆိုတာကိုသိချင်လို့မလို့လာမေးတာလည်းရှိပါတယ်နောက်တချို့ကကြတော့လာသူဖွင့်တဲ့ဈေးနဲသွားမှာဆိုလို့လာဖွင့်ခိုင်းခြင်းဖြစ်ပါတယ်နော်သူကဥပမာသူကအဲ့နေရာကိုသိ9000ဖွင့်မယ်လို့စိတ်ကမှန်းထားတယ်သို့တော့အဲ့ဒီနေရာမှာ6000ညမ်းဖြစ်နေပြီလား9000ညမ်းဖြစ်နေပြီလားသူဖွင့်တဲ့ဈေးနဲသွားမှာစိုးရိမ်လို့အကျိုးဆောင်ကိုဈေးလာဖွင့်ခိုင်းခြင်းဖြစ်ပါတယ်เนาะအဲ့လိုမျိုးเนาะဈေးလာဖွင့်ခိုင်းတဲ့သူတွေရဲ့အနေထားကတယောက်နဲ့တယောက်မတူပါဘူးမတူပေမဲ့အကျိုးဆောင်တွေဘက်မှာကြတော့သိကြတာကသူဖွင့်ပေးတဲ့ဈေးကိုဒီဈေးလာဖွင့်ခိုင်းသူကမဖွင့်မှကျိန်းနေတာပါပဲအဲ့ဒါကြောင့်မို့လို့အကျိုးဆောင်တွေကြီးဘယ်အကျိုးဆောင်ကမှဈေးဖွင့်မပေးချင်ကြခြင်းဖြစ်ပါတယ်နောက်ပြီးတော့တချို့တွေကကြတော့ပေါ့နော်ရိုးရိုးသားသားပုံမလင်းလင်းမပြောဘူးကျွန်တော်ဒီဈေးတော့ဖွင့်နေတယ်နဲလားများလားအဲ့လိုမျိုးမမေးပဲနဲ့ကျွန်တော်ကဘယ်လောက်တန်လို့ဆိုပြီးတော့ပဲသူတို့ကလွတ်ပြီးတော့ပဲမေးပါတယ်တကယ်ကြသူတို့ဒီဈေးတန်းသိပါတယ်เนาะတချို့ဆိုလို့ရှိရင်ဗျောင်းကိုပဲဟလာဈေးတန်းမသိလို့ပါဖွင့်ပေးပါဆိုပြီးတော့ဗျောင်းကိုပဲလိန်လာပါအကျိုးဆောင်ကဈေးတန်းတစ်ခုကိုလည်းဖွင့်ပေးလိုက်ရောအမလေးဒီဈေးနဲ့ဆိုလို့ရှိရင်ကျမတောင်ပြန်ဝယ်ခြင်းသေးတယ်နောက်ဒီဈေးရတယ်ဆိုရင်ကျမကို2ကွက်တောင်ဝယ်အောင်မယ်3ကွက်တောင်ဝယ်အောင်မယ်နောက်ပြီးတော့ဒီနန်းလေးမှာကျမနန်းလေးမှာဘသူကဘလောက်တောင်ခေါ်ပါတယ်ဆိုပြီးတော့အကျိုးဆောင်ကိုပြန်ရန်တွေ့တာတွေလောက်တက်ကြတဲ့ဧည့်သည်တွေလည်းရှိပါတယ်အဲ့ဒါကြောင့်အကျိုးဆောင်တွေဒီဈေးဖွင့်မပေးချင်ကြခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ဟလာအိမ်ချက်မြေပိုင်ရှင်တွေဒီကိုယ့်ရဲ့အိမ်ချက်မြေကိုဘာသာကိုဈေးဖွင့်နိုင်အောင်စူးစမ်းကြဖို့ဒီဗီဒီယိုလေးနဲ့တိုက်တွန်းလိုက်ပါတယ်ရှင်